ဒါကတော့တောင်ကြီးမြို့ကကျွန်တော်ရဲ့အဖေနဲ့အမေပေါ့နော်အိမ်ရောက်နေတာပါတောင်ကြီးမြို့ဆိုပေမဲ့မြို့ရဲ့အစွန်ပေါ့မြို့ရဲ့အနောက်ဘက်ချမ်းမှာဟိုးဘက်ကပြန်မှာတွေ့လားဒါတောင်ကြီးမြို့ရဲ့အနောက်ဘက်ချမ်းအဲ့ဒီတောင်ကြီးရဲ့ဟိုဘက်မှာကျတော့မြို့ကြီးကြီးရှိပါတယ်မြို့အစွန်ကတရားတော့ရက်ကွက်ပေါ့ရွှေတထေးကုန်းရက်ကွက်ပါဟိုးဘက်ကမြင်နေရတဲ့တောင်ပြာကြီးကကျတော့ကျွန်တော်တို့အိမ်ဘက်ကနေညောင်ရွှေအိမ်ကနေကြည့်မယ်ဆိုရင်အိမ်ရဲ့အရှိတ်ဘက်ချမ်းတောင်တိုင်းတွေပေါ့နော်ဒါအင်းလေးကန်ရဲ့အရှိတ်ဘက်ချမ်းတောင်တိုင်းတွေပါအဲ့ဒီတောင်ကြီးတွေရဲ့အနောက်ဘက်မှာကျတော့အင်းလေးကန်နဲ့ကျွန်တော်တို့ညောင်ရွှေပေါ့လွင်ပြင်ရှိပါတယ်ဒါရာဇီဝုတာရရင်တော့ဟိုဘက်မှာအင်းလေးကန်လေးနည်းနည်းလမ်းမြင်ရတယ်ဗျဒါကတော့ကျွန်တော်လည်းဟိုဘက်ဆက်မသွားတာနဲ့ရှေ့နည်းနည်းတိုးပြီးသွားကြည့်ရင်အင်းလေးကန်ကိုနည်းနည်းဒီတစ်ပင်ရဲ့ရှေ့ကနေကြည့်မြင်ရပါတယ်အင်းလေးကန်ရာသီဥတုကောင်းမှာပေါ့နော်ခုချိန်ရတော့မမြင်ရပါဘူးမြူအုပ်နေကဲဖိတ်ဆွေတို့လာလဲခြင်းလားဗျာဒါကျွန်တော်ရဲ့တောင်ကြီးအဖေမေတို့အိမ်ပေါ့နော်ဒီနေရာမှာလည်းနေလို့ကောင်းပါလေအေးလေးပဲတောင်ကြီးကတော့ပို့ပြီးတော့အေးတာပေါ့အမြဲတမ်းအုံဆိုင်ပြီးတော့မှတောင်မော်တီတာဆိုတော့ကြည့်နော်ကတော့ခါတီးတယ်နည်းနည်းလေးအပြင်ထွက်ပြီးပြမယ်ဗျာနော်ဒီတော့ညတရားပါလေစလလာပန်းခေါ်တယ်အဲ့လိုမျိုးအစင်းလေးတွေအတက်လေးတွေနဲ့တောင်ကြီးဆိုတော့မြေပြင်ကမြို့တဲလောက်ပဲရှိတာကျန်တဲ့နေရာတွေကတော့တောင်တန်းဒေသဆိုတော့အတက်စင်းကပြန်နေပေါ့နော်ဒီလမ်းနေသွားပါမြို့ထဲရောက်ပါမယ်ဒီဘက်နေဆက်သွားရင်လည်းဟိုမှာရှိသေးတဲ့အိမ်နေကြည့်ယူရအောင်ဆိုင်โอเคဒါကတော့တောင်ကြီးရောက်တုံးလေးရိုက်ပြတာပေါ့နော်ဒါတောင်ကြီးမြို့ရဲ့ရွှေထရေကုန်းရက်ကွက်ပေါ့ဗျာရက်ကွက်အစွန်လေးပေါ့โอเคဘိုင်ဘိုင်ပါ